ယနေ့ည Old Trafford ကွင်း၌ရှင်ပြိုင်ကစားခဲ့သည့် Manchester Derby ပွဲစဉ်တွင် Manchester United အသင်းကမြို့ခံပြိုင်ဘက် Man City အသင်းကို2-0 ဖြင့်အနိုင်ရရှိသွားခဲ့သည်။ဤရလဒ်ကြောင့် Man City အသင်း၏ရှုံးပွဲမရှိစံချိန်မှာလည်းရပ်တန့်သွားခဲ့ရသည်။ပွဲကစားချိန်65မိနစ်တွင်မိန်းနူးက United အတွက်ဦးဆောင်ဂိုးကိုစတင်သွင်းယူပေးခဲ့သည်။ထို့နောက်ပွဲကစားချိန်86မိနစ်တွင်ဒေါ့ကူကဒုတိယမြောက်အနိုင်ဂိုးကိုထပ်မံသွင်းယူခဲ့ပြီးပွဲကိုအပြတ်သက်အဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။ Man City တိုက်စစ်မှူးဟာလန်အနေဖြင့်ယနေ့ပွဲတွင်ဂိုးရရှိရန်ရုန်းကန်ခဲ့ရပြီးနည်းပြဂွာဒီယိုလာ၏နည်းဗျူဟာများမှာလည်း United ၏ခံစစ်ကိုထိုးပေါက်နိုင်ခြင်းမရှိခဲ့ပေနည်းပြမိုက်ကယ်ကာရစ်၏လမ်းညွှန်မှုအောက်တွင် United အသင်းသည်အဆင့်9သို့တက်လှမ်းလာနိုင်ခဲ့ပြီး Man City အသင်းကတော့အဆင့်2နေရာတွင်သာဆက်လက်ရှိနေပါသည်။ပွဲအတွင်းအငင်းပွားပွဲအနီးကပ်ပြနိုင်သည့်အခြေအနေအချို့ရှိခဲ့သော်လည်းဒိုင်လူကြီး၏ဆုံးဖြတ်ချက်က United ဘက်တွင်သာရှိခဲ့သည်။ယခုနိုင်ပွဲသည် United ပရိသတ်များအတွက်အလွန်အားရကျေနပ်စရာကောင်းသည့်ရလဒ်တစ်ခုဖြစ်ခဲ့သည်။ကျေးဇူးပြုပြီးဗီဒီယိုလေးကိုမကြည့်မီမှာ like နဲ့ subscribe လေးနေပေးခဲ့ပါဦးမိတ်ဆွေတို့အတွက်ဒီလိုလုပ်တာဟာအပန်းမကြီးပေးမဲ့ကျွန်တော်တို့အတွက်ကတော့ဆက်လက်ဗီဒီယိုတွေတင်နိုင်ဖို့ခွန်အားများစွာဖြစ်စေပါတယ်။ဒါကြောင့် like နဲ့ subscribe လုပ်ပေးဖို့အနူးညွှတ်တောင်းဆိုပါတယ်။